အားလုံးပဲမင်္ဂလာပါကျွန်တော်တကယ်ချင်းချစ်မိတ်ဆွေများအတွက်ကျွန်တော်တို့ထိုင်ကုံအရှိလေးတွေလုံနီးကိုကျွန်တော်ပြန်လဲမျှဝေလိုက်ပါတယ်ဝါသနာသူညီကိုများအတွက်အဆင်ပြေစေမဲ့လုပ်ပုံလုံနီးလေးတွေပါအတူတူလေ့လာကြည့်ကြရအောင်ဒါကတော့လေးတောက်လေးတွေကိုဟိုဘက်ထိပ်ဒီဘက်ထိပ်ချုပ်ဖို့တော့ပါဘောနော်တိုင်တောက်လေးကိုချုပ်ဖို့ထည့်တယ်ညီပါဒါကတော့အပေါ်ကထိုင်ကုံအဖုံးပေါ့နော်ဒါသူကကိုသုံးတာများပါတယ်ဒါထိုင်ကုံအပေါ်ဘက်အဖုံးပေါ့ဖင်ထိုင်ကုံရပြီပေါ့နော်အလွန်လှပတဲ့ခုံလေးတွေပါအားလုံးအတူတူလိုက်လုပ်လို့ရပါတယ်အားလုံးကိုထိုးပင်ကျေးဇူးတင်ပါတယ်